半家阿爸的，ဒီကနေ့ပြည်တယ်များကိုစားတပည့်တော်မင်းသူဖြိုးမှာတရားတောင်းခွင့်ပြုတော်မူပါခင်ဗျာစတုသစ္စာအာဇာနတတာပေါခဏိနာအာဝရာမေတ္တာစိတ်တည်နာဒီတိဒုဓမ္မနိဗ္ဗာနပါပကံပဏိဓမ္မဒေသနာဖြာဖြာကိုနေရတရားဟောညွှန်ပြ၍ဓမ္မကတိကအကျော်ဗရမယာယောင်ကြီးဆရာတော်ကိုရှင်ဘောကျော်ကြားအရှင်မြတ်ဖယားမယံရှိထပါဝေခါသာ၍တရားမြတ်ဓမ္မခံကိုနာယူခြင်းလူလာသည်ဖယားတပည့်တော်များသည်စတုသစ္စာစီယနာနှင့်မဟာဖြစ်တဲ့သစ္စာလေးရဲ့တရားမြတ်ကိုအာဇာနတဟုတ်တဲ့ရဲ့အမှန်ဧကံတိဒီမြေမသိနိုင်ကြကုန်သည်ဖြစ်၍အာဇာနတယုတ်တရားကဒီလိုနာဆိုရာဒီနိဟုမခိလအမှန်ကိုဧကံမေမသိနိုင်ကြကုန်သည်ဖြစ်၍တဘောခန္ဒီနာအမှားကိုပင်အမှန်ချင်း၍အမြင်လွယ်ချုံမောဟခေါ်ဤအမောင်တိနေအာဟုရာဤနိဗ္ဗာန်လမ်းစာကိုမှန်းဆလို့မမြင်သာအောင်အမောင်သူကြီးပိတ်ကားစီ၍ဖီစီလွမ်းမှုအလီတော်ကြောင့်တော်ကရုဏာတခေယတံကြည်ထွားအရှင်မြတ်ဖယားသည်မေတ္တာစိတ်တည်နာသံဃာနေတခွေကအမှန်ပါကေတင်ပါမည်ဟုပွားကရုဏာထားရှုလာ၍တရာယုဖိမေတ္တာစိတ်နှင့်နိဗ္ဗာနပါပကံဘိယံဖြာဖြာအေးချမ်းလာသည်မဟာဗိမာန်မြတ်နိဗ္ဗာန်သို့ဧကံမသွေရောက်ရှိစေတတ်သောဓမ္မရှိပါမဂိတကျွမ်းဝင်မေသည်သုံးရင်သိက္ခာဒေသနာကိုဓမ္မမတန်ကိုတင်ဇလံပိတံသာဆင်း၍ပေါ်လွင်တိတာဒေသနာကိုဒီတေတုတဝိသောကတွေကိုတကေတနာရာဖြင့်အပေသို့မလာရလေအောင်ကေမငါတနာ၍ဟောကြားတော်မူပါရဲ့စေတနာတဏ္ဍန်နှင့်ခွင့်ပန်လျောက်ထားအပ်ပါသည်ဆရာတော်သခင်ရှင်သူမနာကိုယ်တော်မြတ်ကြီးဖယား